ကျွမ်းကျင်မိသားဝန်ထမ်းတွေခေါ်ရတာအရန်ခက်ခဲပါတယ်လို့ညီးတွားနေကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ကိုရွှေမြတ်ရဲ့ Ginger Beauty Land မှာအစိမ့်သက်သက်ဘာအတွေ့အကြုံမှမရှိတဲ့ဝန်ထမ်းတွေကိုဘယ်လိုပုံစံမျိုးနဲ့ရွေးချယ်ပြီးတော့ခေါ်ခဲ့လဲဆိုတာလေးကို sharing လေးလုပ်ပေးချင်ပါတယ်ကျွန်မကတော့ business coach and luxury property consultant ရွှေမြတ်ဟီတီဖြစ်ပါတယ်ရှင်ရွှေမြတ် Ginger Beauty Land ဖွင့်လှစ်ခဲ့တဲ့အနှစ်20ကျော်သက်တမ်းတစ်ခုလုံးမှာရွှေမြတ်ဆိုင်မှာလုပ်တဲ့ဝန်ထမ်းတွေဆိုတာဒီတက်ပြီးသားဝန်ထမ်းကိုတစ်ခါမှမခေါ်ဘူးသူများဆိုင်မှာအလုပ်လုပ်ပြီးတော့ထွက်လာတဲ့ဝန်ထမ်းကိုလည်းတစ်ခါမှမခေါ်ပါဘူးကိုယ့်အလုပ်ကိုလုံးဝဘာမှမသိဘာမှမတက်ပါဘူးဆိုတော့အစိမ့်သက်သက်ဝန်ထမ်းတွေကိုပဲတည်တည်ချာချာရွေးပြီးတော့တစ်ဆင့်ချင်းတင်ပေးပြီးတော့ပဲကျွန်တော်အနှစ်20လုံးလုံးဝန်ထမ်းတွေခေါ်ခဲ့တယ်ဝန်ထမ်းတွေခန့်ခဲ့တယ်ကျွန်တော်တို့အလုပ်က service ပေးရတဲ့အလုပ်ဖြစ်တဲ့အတွက်ပထမဆုံးအနေနဲ့ဝန်ထမ်းရွေးချယ်တဲ့အခါမှာဘလို့ပုံစံမျိုးဆွေးမြတ်တက်ပတ်လဲဆိုလို့ရှိရင်ဝန်ဆောင်မှုပေးမဲ့ဝန်ထမ်းဆိုတာရဲ့မျက်နှာသွင်းပြင်ပုံပန်းတရံဆိုတာဒီပြုံးပြုံးရွှင်ရွှင်ဖြစ်ရမယ်ကြည့်ပျော်ရှုပျော်နဲ့တက်တက်ရရနဲ့လှလှပပပုံစံမျိုးလေးလည်းဖြစ်ရမယ်နောက်တစ်ခုကကျတော့ပညာအရေးချင်းကလည်းဘွဲရဒါမှမဟုတ်လို့ရှိရင်တော့မှအနိုင်ဆုံးပညာအရေးချင်းက10တန်းလောက်ထိတော့ရှိရမယ်နောက်တစ်ခါဒုမှုဆက်ဆံရေးပေါင်းသင်းဆက်ဆံရေးစိတ်ရှိရမယ်ချိုးတာရမယ်ဘာလို့ဆိုဆွေးမျိုးတို့အလုပ်ကအားကစားတင်နန်းရှိမယ်အစီချတာရှိမယ်မျက်နှာနဲ့အသားရည်ပြုပြင်တာရှိမယ်ဆိုတော့အဲ့လိုမျိုးတွေအကုန်လုံးက service လုပ်ငန်းဖြစ်တဲ့အတွက်လူနဲ့ဆက်ဆံပြီးတော့စိတ်မရှိတဲ့ပုံမှန်တဲ့ဖြစ်နေတာမျိုးတွေမျက်နှာကတော့ချောပါတယ်မင်းသမီးလိုမျိုးအရန်ချောအရန်လာပါတယ်ဒါပေမဲ့အရန်ချောပြီးတော့မျက်နှာထိမျက်နှာထားနဲ့မျက်နှာကြောတင်းတင်းနဲ့ဖြစ်နေတဲ့လူမျိုးတွေစကားပြောတာအတန်တုံးကအစမာရီကြောရည်နဲ့အဲ့လိုအတန်မျိုးဖြစ်နေတဲ့လူမျိုးတွေဆိုလို့ရှိရင်ဆိုရင်မခေါ်ဘူးပေါ့နော်တိတိကျကျကိုလူရွေးပြီးတော့ခေါ်တယ်ဆိုတော့ဖြစ်စီမှာဆက်စချင်းအလုံးလျှောက်တယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးနဲ့ဘသူတူမမို့လို့လာအပ်တာတို့ဘသူမျက်နှာရှိလို့လာအပ်တာအဲ့လိုပုံစံမျိုးဆိုလို့ရှိရင်လည်းဆိုရင်လက်မခံဘူးပေါ့နော်အများနည်းတူ form တင်အများနည်းတူ interview ဝင်ရတယ်အများနည်းတူ interview ဝင်ပြီးတော့မှတမန်နဲ့သူနဲ့ပထမဆုံးစဉ် interview ပြီးတော့မှကိုယ့်လုံးနဲ့အဆင်ပြေတယ်လို့ယူဆတယ်ဆိုတော့မှသာအလုပ်ခန့်လေးရှိရပေါ့နော်နောက်တစ်ခုကကျတော့သူ့ရဲ့ qualification တွေကဘလောက်ပဲကောင်းကောင်းကျွန်မြက်က CV form တစ်ခုတည်းကိုကြည့်ပြီးတော့ဘယ်တော့မှအလုပ်မခံပါဘူး CV form မှာအကြမ်းမြင်အပြင်သူ့ရဲ့လိုအပ်တဲ့အချက်လက်တွေအဲ့ဒါတွေဘလောက်ပဲပြောထားကျွန်မြက်က interview view ကိုခေါ်တယ် interview view ကိုခေါ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီလူတယောက်ရဲ့ပုံပန်းတဲ့အဲ့ဒီလူတယောက်ရဲ့ဝင်လာခြင်းပထမဆုံးသူ့ကိုတွေ့ချင်းရဲ့ sense မှာသူ့ရဲ့ပုံစံဘယ်လိုရှိလဲဆိုတော့ဒီနေ့စိတ်ထဲမှာအလိုလိုခံစားလို့ရတယ်ပေါ့နော်ကိုကကိုယ့်စီမှာအလုပ်လုပ်မဲ့ဝန်ထမ်းတယောက်ကို interview ခေါ်ထားပြီးပြီဆိုလို့ရှိရင်ဆွေးမြတ်ကကိုယ့်ရဲ့အိမ်တကားဝတွေကိုသူဝင်လာပြီးပြီဆိုသူထိုင်နေတယ်ထိုင်နေတာဆွေးမြတ်ကအဲ့ဒါကိုမြင်နေရတဲ့နေရာကနေကြည့်နေတယ်သူ့ရဲ့မျက်နှာပုံပန်းတဲ့မျက်လုံးအနေထားဘလို့ပုံစံမျိုးနဲ့ဝင်လာတယ်သူထိုင်နေတယ်ထားပါတော့ဆွေးမြတ်ကသူ့ကို8နာရီချိန်လိုက်တယ်8နာရီချိန်ပြီမယ်ဆွေးမြတ်တမင်တကာကိုအဲ့ဒီအချိန်ကိုမထွက်ဘဲနဲ့ဆွေးမြတ်တနေရာကနေအတွင်းတနေရာကနေကြည့်နေတယ်ဆွေးမြတ်8နာရီမှမထွက်ဘူး8နာရီ10မိနစ်မှလည်းမထွက်ဘူး8နာရီ20မှလည်းမထွက်ဘူး8နာရီ30မှလည်းမထွက်ဘူးတမင်တကာကိုမထွက်တာအချိန်မလေးစားလို့မဟုတ်ဘူးတမင်တကာမထွက်တာအဲ့လိုမထွက်ဘဲနဲ့သူ့ရဲ့ဖြစ်နေတဲ့မျက်နှာအနေထားကိုဆွေးမြတ်တနေရာကနေအခဲခတ်ပြီးတော့ကြည့်နေလိုက်တယ်ကြည့်နေလိုက်လို့ရှိရင် तू ကမှတချို့စိတ်မရှိတဲ့လူဆိုလို့ရှိရင်သူ့ရဲ့မျက်နှာမှာပေါ်နေပြီးစိတ်မရှိဘူးနိုင်တကြီးနဲ့ဖြစ်နေတယ်ဖင်တကြွနဲ့ဖြစ်နေတယ်အထဲကိုလှမ်းကြည့်လိုက်အပြင်လှမ်းကြည့်လိုက်ခဏမငြိမ်စိတ်မရှိဘူးသူ့ရဲ့မျက်နှာအထူးသဖြင့်မျက်မှောင်ကျုပ်ပြီးတော့စိတ်မရှိဘူးနောက်တစ်ခုကဆွေးမြတ်ထွက်လာပြီးဆိုတဲ့အခါကျရင်တော့ဆွေးမြတ်ကမသိကြအောင်ဆောင်ပြီးတမီးအမကဘာလေးစကားပြောနေလိုက်လို့ဘာမီတင်လေးဖုန်းလေးခေါ်ထားလို့စကားပြောနေလိုက်လို့ sorry တော့တမီးအမနေနဲ့နောက်ကျသွားတယ်ဆိုပြီးကိုကမသိကြအောင်ဆောင်ပြီးတော့ဝင်ထိုင်လိုက်တယ်ဝင်ထိုင်လိုက်ပြီးဆိုရင်သူ့ရဲ့မျက်နှာဘာပြောမလဲလိုရင်းတိုရှင်းပြောဘာမေးချင်လဲမေးချင်တာမေးမြန်ဖြေပြီးတော့မြန်လစ်တော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့သူ့မျက်နှာမှာအရှိမဆွေးမြတ်ကိုအကြာကြီးစောင့်ထားရတာဖြစ်တဲ့အတွက်သူစိတ်မရှိဘူးသူစိတ်မရှိတဲ့မျက်နှာဒီမျက်နှာမှာအခန့်သားပေါ်နေတယ်ဘလောက်ပဲဟန်ဆောင်ကောင်းကိုကကျတော့ဒီလိုမျိုးလူတွေနဲ့အများကြီးကိုဆက်ဆံပြီးတော့အလုပ်လုပ်လာတဲ့လူဖြစ်တဲ့အတွက်သူတို့ရဲ့မျက်နှာအရေးကဲကိုဖတ်တတ်တယ်ပေါ့နော်ဖတ်တတ်တာဖြစ်တဲ့အတွက်မျက်နှာမှာစိတ်မရှိတဲ့ဟာပေါ်နေတယ်ပြီးတော့အတန်မှာလည်းအတန်ရဲ့တုံးကအစချိုနေတဲ့တုံးမဟုတ်တော့စိတ်မရှိတဲ့တုံးကပေါ်နေတယ်အဲ့လိုလူမျိုးဆိုလို့ရှိရင်ဒီလူတွေအများကြီးနဲ့ဆက်ဆံရမယ်မိမတွေအများကြီးနဲ့ဆက်ဆံရတဲ့အလုပ်မျိုးမှာအဲ့လိုလူတယောက်ဒီစိတ်ရှည်ဖို့တန်ကြီးခံဖို့ဆိုတာဒီလွယ်လေးမဟုတ်ဘူးပေါ့နော်ဆိုတော့ဆွေးမြတ်ကအဲ့ဒါပထမဆုံးအဆင့်အနေနဲ့သူ့ကိုအဲ့လိုပုံစံမျိုးနဲ့ဆံပွဲစစ်လိုက်တယ်ပြီးပြီဆိုလို့ရှိရင်သမီးရဲ့ဘာလို့လုပ်ဘူးလဲမိဘတွေရှိသေးလားမိဘတွေရောဘာလို့လုပ်လဲသမီးကဘာနဲ့ကြောင်းပြီးလဲဘာဝါသနာပါလဲဒီလုပ်ကိုဘာလို့လုပ်ချင်တာလဲ
စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေရှောက်နေတယ်ဥပမာတချို့ကလေးတွေဆိုလို့ရှိရင်ရန်ကုန်မှာအလုပ်လုပ်ချင်လို့သာတက်လာတယ်နေမှာဆိုလို့ရှိရင်သူတို့မိဘတွေကချမ်းသာတယ်ပတ်စံရှိတယ်တောတထိတ်လိုမျိုးအဲ့လိုတောတထိတ်လိုမျိုးဖြစ်နေတဲ့ကလေးတွေဆိုလို့ရှိရင်လည်းကိုကတွေးလိုက်တာနဲ့သူတို့ရဲ့အနေအထားကိုကြည့်လိုက်တာနဲ့အလိုလိုလူခဲခတ်လို့ရတယ်ထိုက်တဲ့လောက်စားနိုင်တောင်းနိုင်တဲ့ကလေးတွေအရန်ကြီးပတ်စံမရှိနေလို့သူများဆိုင်မှာလာအလုပ်လုပ်တဲ့ကလေးတွေမဟုတ်အဲ့ဒါမျိုးဆွေးနွေးကတည်တယ်ဆိုတဲ့အချိန်မှာကျွန်တော်ကပြောတယ်ပေါ့နော်သမီးအမားတို့ဆိုင်အလုပ်ကဝန်ဆောင်မှုအလုပ်လုပ်တာဖြစ်တဲ့အတွက်လူတွေအမျိုးမျိုးကိုတင်းကြီးခံမှုလိုတယ်စိတ်ရှည်မှုလိုတယ်စေတနာထားနိုင်မှုလိုတယ်နောက်တစ်ခုကသမီးတို့ကအစီချတာအမားတို့အစီချတာတွေမျက်နှာလုပ်တာတွေကကိုယ်ဆိုင်မှာပြထားတဲ့ဓာတ်ပုံလေးတွေ Facebook မှာ page မှာတင်ထားတဲ့ဗီဒီယိုလေးတွေကိုသမီးတို့ကအပေါ်ယံလေးတွေ့တာလှလှလေးလုပ်ရမယ်လှလှလေးနေရမယ်လို့ထင်ပေမဲ့တကယ်တမ်းကကျတော့အစီချတယ်ဆိုတာဒီခန္ဓာကိုယ်ဝဝကြီးတွေလာမယ်ခန္ဓာကိုယ်ဝဝကြီးတွေလာတဲ့အခါမှာဘိုက်တွေဆေးလိမ့်ရမယ်ပေါင်တွေဆေးလိမ့်ရမယ်ခြေသလုံးတွေကြောကုန်းတွေဂျိုင်းတွေသူတို့ချခြင်းတဲ့နေရာဘိုက်ချခြင်းတဲ့လူပေါင်ချခြင်းတဲ့လူလက်မောင်းချခြင်းတဲ့လူကြောကုန်းချခြင်းတဲ့လူခြေသလုံးချခြင်းတဲ့လူဂျိုင်းချခြင်းတဲ့လူစသဖြင့်အဲ့လိုမျိုးတွေလာမယ်အဲ့လိုမျိုးတွေလာတဲ့အခါမှာသမီးတို့ကပေါင်ဖြူဖြူလဲကင်ရမယ်ပေါင်မဲမဲလဲကင်ရမယ်ညစ်ပတ်ပြီးတော့ကျွတ်တက်နေတဲ့ခြေထောက်မျိုးလဲကင်ကောင်းကင်ရမယ်အဲ့လိုမျိုးဆိုရင်သမီးတို့ကင်နိုင်လားတခါတည်းမေးလိုက်တယ်ဆိုမြတ်ကဘာဖြစ်ဆိုတော့ကိုကစစချင်းမှာဒါတွေကိုချမပြောထားဘူးဆိုလို့ရှိရင်သူတို့ကဆက်ကလေးတွေကန်ပြီးတော့လှလှလေးတန်တန်လေး uniform လေးနဲ့အဲ့လိုမျိုးလုပ်ရမယ်ထင်တာအဲ့လိုမဟုတ်ဘူးတကယ်အလုပ်ကလူတွေနဲ့ဆက်ဆံရတယ်ဆိုမြတ်တို့လုပ်ခဲ့ရတဲ့လုပ်ကလှပြီးသားလူကိုပိုလှအောင်ပြင်ပေးရတာမဟုတ်ဘူးသူ့ကိုယ်သူမလှဘူးထင်နေတဲ့သူကိုလှအောင်ပြင်ပေးရတာဖြစ်တဲ့အတွက်ပို့ပြီးတော့စိတ်ရှည်ရတယ်ပို့ပြီးတော့စေတနာထားရတယ်နောက်တစ်ခုကဝါးရည်လူဆိုလို့ရှိရင်လည်းသူတို့မှာကျန်းမာရေးပြဿနာတွေရှိတယ်အိမ်တော်ရေးပြဿနာတွေရှိတယ်စီးပွားရေးပြဿနာတွေရှိတယ်အဲ့လိုမျိုးတွေလာတဲ့ဟာအစကိုယ့်ရဲ့ဝန်ထမ်းကစိတ်မရှိနေဘူးစေတနာမပါနေဘူးတင်းကြီးမခံနေနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီလောက်က အဆင်မပြေဘူးပေါ့နော်အမကိုယ်တိုင်ပိုင်ရှင်အမကိုယ်တိုင်ဒီဆိုင်ပိုင်ရှင်ဖြစ်နေပေမဲ့ကိုကဆိုင်ပိုင်ရှင်လိုမျိုးနေခြင်းနဲ့သူများခြေထောက်မကင်ခြင်းသူများခန္ဓာကိုယ်မကင်ခြင်းဘူးဆိုလို့ရှိရင်ဒီအလုပ်ကိုလုပ်လို့မရဘူးအမတို့ဒီဝန်ဆောင်မှုပေးတဲ့အလုပ်ဖြစ်တဲ့အတွက်ကိုယူထားတဲ့အခကြီးငွေနဲ့လက်ရောညီထွေတဲ့ဝန်ဆောင်မှုတစ်ခုပေးနိုင်ရမပေးနိုင်ဘူးဆိုလို့ရှိရင်အမတို့ဒီအလုပ်လုပ်လို့မရဘူးသမီးတို့အဲ့ဒီဟာကိုစိတ်ရှည်မလားစေတနာထားနိုင်လားအဲ့လို customer တွေကိုစိတ်ရှည်ရှည်နဲ့ဝန်ဆောင်မှုပေးနိုင်လားဆိုတာကိုဆွေးနွေးကတေးသေးချာချာအောင်မေးတယ်ပေါ့နော်တေးချာမေးတယ်မိန်းကလေးတယောက်အလုပ်လုပ်ချင်လို့ရန်ကုန်ကိုတက်လာပြီဆိုလို့ရှိရင်နံပါတ်1အဖြစ်သူ့အတွက်လုံခြုံဖို့လိုတယ်လုံခြုံပြီဆိုတဲ့အခါကျတော့မှသူ့အတွက်အသိပညာရမလားအတတ်ပညာရမလားအဲ့ဒီဟာဒီအရေးကြီးတယ်နံပါတ်1မလုံခြုံဘူးဆိုရင်သမီးတို့အလုပ်လုပ်ရတာအဆင်မပြေဘူးနံပါတ်2ကအသိပညာရမလားအတတ်ပညာရမလားဥပမာသမီးတို့အမားတို့ကလစာပေးတယ်လစာအဲ့ခေတ်တုန်းကပေါ့နော်အဲ့ခေတ်တုန်းကတော့ထားပါတော့2000ရမယ်3000ရမယ်5000ရမယ်1သိန်းရမယ်အဲ့ဒီပတ်စံကြီး3လိုက်လို့ရှိရင်ခဏလေးကုန်သွားတာအခုပတ်စံ3သိန်းပေး3သိန်းဖက်ခနဲ့ကုန်သွားမှာ9သိန်းပေးလိုက်9သိန်းဖက်ခနဲ့ကုန်သွားမှာဆိုတော့သမီးတို့ရတဲ့ပတ်စံကသမီးတို့အခု3လိုက်အခုကုန်သွားမှာဘာမှလုပ်လို့မရဘူးအဲ့တော့ကကိုလုပ်တဲ့အလုပ်ကကိုအတွက်တစ်ခုခုရတဲ့အသိပညာရတယ်အတတ်ပညာတစ်ခုခုရတယ်ဆိုလို့ရှိရင်အဲ့ဒီအလုပ်မှာသမီးက1နှစ်နေမယ်2နှစ်နေမယ်3နှစ်နေမယ်5နှစ်နေမယ်တစ်ချိန်ကြာလို့ရှိရင်သမီးတို့ဒီနေရအနေထားတစ်ခုဖြစ်လာနိုင်မယ်နောက်တစ်ခုကလူတိုင်းမှာအမိလိုတယ်အဲ့ဒီအမိဆိုတာဒီကောင်းတဲ့အမိဖြစ်ဖို့လိုတယ်အလုပ်ရှင်ဆိုတာဒီသမီးတို့အတွက်ကောင်းတဲ့အမိဖြစ်နိုင်လားဆိုတာအရင်ရေးကြည့်တယ်အမိဆိုတာဒီသမီးတို့ဟို sponsor တွေရှာဖို့အမကပြောနေတာမဟုတ်ဘူးအဓိကကကိုယ့်အတတ်ပညာအပြင် supporting ပေးနိုင်မလားအသိပညာအပြင် supporting ပေးနိုင်မလားဘလို့ပိုင်းဆိုင်ရာမှာသမီးတို့အတွက်အထောက်ပံ့ဖြစ်နိုင်မလဲအဲ့လိုပုံစံမျိုးနဲ့သမီးတို့အတွက်အမိလိုတယ်အဲ့ဒီအမိဆိုတာဒီကောင်းသောအမိသမီးတို့အတွက်လုံခြုံတဲ့အမိသမီးတို့ရဲ့ဘဝရက်တည်ဖို့အတွက်ပညာကောင်းကောင်းအသက်မွေးဝမ်းကြောင်းပညာကောင်းကောင်းသင်ပေးနိုင်တဲ့အမိဖြစ်ဖို့လိုတယ်ဆိုတော့ခဏကအဲ့ဟာမျိုးတွေကိုကလေးတွေကိုသေးသေးချာချာသင်တယ်နောက်တစ်ခုကကိုယ်ကပြောပြတဲ့ဒါသမီးတို့အမဆိုင်ရာမိန်းကလေးတည်တန်ဆိုင်ယောက်ျားလေး customer ကိုလည်းမလုပ်ဘူးဘယ် customer ကဘသူ့ရဲ့ယောက်ျားမလို့ဘယ် customer ကဘသူ့ရဲ့အကိုမလို့လုပ်ပေးပါလားဆိုရင်လည်းအမတို့ကမလုပ်ဘူးအမတို့ဒီလုံးဝကိုမိန်းကလေးတည်တန်ပဲလုပ်တဲ့ဆိုင်မိန်းကလေးတည်တန်ပဲလုပ်တဲ့ဆိုင်ဖြစ်တဲ့အတွက်သမီးတို့ KTV တွေမှာသွားလုပ်တယ်လို့မျိုးအနှိတ်ခမ်းတွေမှာသွားလုပ်တယ်လို့မျိုးလူတွေကဒီကမိန်းကလေးက KTV မှာလုပ်တာလားဒါအနှိတ်ခမ်းမှာလုပ်တာလားအဲ့လိုပုံစံမျိုးနဲ့ကိုယ့်ကိုအထင်သေးပြီးတော့ဆက်ဆံခံရမယ့်ပြဿနာလည်းမရှိဘူးကိုကဝန်ဆောင်မှုပေးတဲ့အလုပ်ဖြစ်တဲ့အတွက်လူအောက်ကြလို့လူပြီးတော့မတည်ဘူးပေါ့နော်မိမအချင်းချင်းကိုစိတ်ရှည်စေတနာထားပြီးတော့ရတဲ့ပတ်စံဆိုတာဒီသမီးတို့အတွက်အင်မတန်မှကိုတန်ရှင်းတယ်ဆိုတော့ကိုလုပ်တဲ့အလုပ်ကပတ်စံဒီဘသူတူတယောက်ရဲ့မျက်ရည်ပေါက်ကြီးငယ်မှာမပါဘူးဘသူတူတယောက်ရဲ့မိသားစုမှာအထိကြိုက်ပြီးတော့ရလာတဲ့ပတ်စံတွေမပါဘူးအဲ့အတွက်သမီးတို့ရလာတဲ့ပတ်စံဆိုတာဒီ
အင်မတန်မှကိုဖြူစင်တယ်အင်မတန်မှကိုတန့်ရှင်းတယ်အဲ့အတွက်သမီးတို့မှာရိုးရိုးသားသားနဲ့တမာအာဇီဝအလုပ်တစ်ခုလုပ်ချင်တယ်ရိုးသားသားနဲ့တမာအာဇီဝကြတဲ့အတတ်ပညာတစ်ခုကိုသင်ကျင်တယ်ဆိုလို့ရှိရင်ဒီအမတို့အလုပ်ဆိုတာဒီဒါသမီးတို့အတွက်အများကြီးသင့်တော်တယ်အဲ့အတွက်သမီးတို့ကလည်းအမစီမှာအလုပ်လုပ်တယ်ဆိုလို့ရှိရင်သမီးတို့ရဲ့ကိုကျင်တရားကိုသမီးတို့တာဝန်ယူပေးကိုကျင်တရားကိုတာဝန်ယူပေးဆိုတာသမီးတို့နေကနေရန်ကုန်တက်လာလို့သမီးတို့ကိုထောက်ခံပေးလိုက်တဲ့ရက်ကွက်ထောက်ခံစာဒီလူကတော့ဘသူအဖေဘသူအမေဘသူရဲ့သားသမီးဘသူကအချင်းစာရိတာကောင်းမွန်ပါတယ်ဆိုတော့ထောက်ခံစာမှာပါတဲ့အချင်းစာရိတာကောင်းတာအမကလိုချင်တာမဟုတ်အဲ့ဒီထောက်ခံစာဆိုတာဒီသမီးတို့အလှငွေထည့်လိုက်လို့ရှိရင်ဒုံးဆိုတစ်စိတ်တုံးထူပြီးတော့သမီးတို့ရလာမှာအဓိကကိုယ့်ရဲ့ကိုကျင်တရားဆိုတာကိုသာအသိဆုံးကိုယ့်ရဲ့ကိုကျင်တရားကိုကိုကတာဝန်ယူရတယ်သမီးတို့အမစီမှာနေတာဖြစ်တဲ့အတွက်သမီးတို့ဘာပြဿနာမှမတက်အောင်ဘာအစွန်းထဲမှမရှိအောင်အမတာဝန်ယူပေးတယ်အဲ့လိုတာဝန်ယူပေးတယ်လို့သမီးတို့ကလည်းသမီးတို့ရဲ့ကိုကျင်တရားကိုသမီးတို့တာဝန်ယူဖို့လိုတယ်စသဖြင့်ဆွေးမြတ်ကအဲ့လိုမျိုးကိုအရှိကြီးပြောပြီးတော့မှအဲ့ဒီဝန်ထမ်းကလေးတီကိုပြောသမျှကိုစိတ်ရှည်ရှည်နဲ့စိတ်ပါလက်ပါနဲ့စိတ်ဝင်တစားနဲ့နားထောင်ပြီးတော့တက်တက်ကြွကြွနဲ့ဖြစ်နေတဲ့ကလေးတွေဖြစ်ပြီးဆိုတော့မှဒါဆွေးမြတ်စီမှာဆွေးမြတ်နဲ့အတူတူလက်တွဲအလုပ်လုပ်ဖို့အတွက်ကိုအဲ့ဒီလိုဝန်ထမ်းကိုရွေးချယ်ပြီးတော့အလုပ်ခံလေးရှိပါတယ်ဗီဒီယိုလေးကကိုယ့်အတွက်တစုံတရာအကျိုးရှိတယ်ဆိုလို့ရှိရင်ဆွေးမြတ်ရဲ့ channel လေးကို like and follow လေးလုပ်ထားပေးပါနောက်ဗီဒီယိုတွေမှာထိတက်ကောင်းတာတွေမျှဝေပေးဖို့အတွက်အကောင်းဆုံးပြန်ဆောင်ကြပါမယ်ရှင်